ဒီဗီဒီယိုကတော့ကျွန်တော်တို့ Vigo တွေကိုစိတ်ဝင်စားတဲ့လူတွေအတွက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာကျွန်တော်အဓိက share လုပ်ပေးသွားမှာကြတော့ကျွန်တော်တို့ကဒီ Laravel နဲ့ကျွန်တော်တို့ဒီ project တွေဘယ်လိုဖန်တီးမလဲပေါ့နော် Vigo နဲ့ပေါ့နော်အရင်ဆုံးဒါကတော့ကျွန်တော်တို့ဒီ Vigo ကိုဝင်မယ်ဆိုလို့ချင်းမြင်ရမှာကVigo sorry ဒီ laravel.dev ဆိုပြီးတော့ကျွန်တော်တို့ဝင်လိုက်ပေါ့နော်ဒီမှာကျွန်တော်တို့က login လုပ်လိုက်လို့ချင်းဒီ Google ကကျွန်တော်တို့ကဒီ GitHub လားဆိုပြီးတော့ရှိတယ်အရင်တော့ဆိုလို့ချင်းတော့အဲ့ဒီမှာကျွန်တော်တို့ကတခါတည်းတန်းပြီးတော့ဝင်လိုက်လို့ချင်းဒီလိုမျိုးဖြစ်သွားမယ်ပေါ့နော်ဒီလိုမျိုးဖြစ်သွားပြီဆိုလို့ချင်းကျွန်တော်တို့ကဒီမှာလိုချင်တဲ့ကိစ္စကိုကျွန်တော်တို့ခိုင်းလို့ရတယ်ကျွန်တော်ကတော့သွားတယ်ကျွန်တော်ရဲ့ flow ပေါ့နော်ကျွန်တော် flow ကကျွန်တော်အရင်ဆုံးမသွားခင်ကိုတိစောက်မဲ့ system တစ်ခုကိုကျွန်တော်တို့ကဒီမှာအရင်ဆုံးရေးထားတာပေါ့နော် marketing ecosystem ဆိုလို့ချင်း admin ရှိမယ်ကျွန်တော်တို့ဒီ merchant ရှိမယ်ဒီ merchant ကနေပြီးတော့ကျွန်တော်တို့ဘာတွေဆက် merchant ပေးတဲ့သူတွေကိုကျွန်တော်တို့ကဘာတွေဆက်ပေးမလဲဆိုတာရှိတယ်ပေါ့နော်အဲ့ပုံမှာကျွန်တော်တို့ဥပမာပေါ့ဗျာကျွန်တော်တို့ကဒီ e-commerce website တစ်ခုပေါ့နော်မြန်မာလိုပဲကျွန်တော်တို့တည်တံခိုင်းလို့ရတယ်ပေါ့နော်ငါ e-commerce web တစ်ခုလုပ်ချင်တယ်ဖန်တီးပေးပါပေါ့နော်ဒါကကျွန်တော်တို့ကလူဘိန်းခိုင်းလေးနဲ့ခိုင်းလိုက်တာဒါဆိုလို့ချင်းကျွန်တော်တို့ enter ခောက်လိုက်တာနဲ့သူဒီ process ကိုစပြီးတော့ run နေပြီဒီ process ကြာချင်းမကြာချင်းဆိုတာကျွန်တော်တို့ကကိုယ့်ရဲ့ internet speed ပေါ်မှာမူတည်တယ်ကိုခိုင်းလိုက်တဲ့ function ပေါ်မှာမူတည်တယ်ပေါ့နော်